မိတ်ဆွေတို့ဤဒီနေ့တော့မိုးလူမျိုးတို့ရဲ့ယဉ်ကျေးမှုနဲ့ကိုးကွယ်ယုံကြည်မှုသမိုင်းကိုအကျဉ်းချုပ်ပြီးစိတ်ဝင်စားဖို့ကောင်းအောင်ပြောပြချင်ပါတယ်အစမှာတော့မွန်တို့ဟာမွန်ခမာမျိုးရိုးအဖြစ်ရန်စီကျမ်းမြစ်ဝန်းဒေသမှာနေထိုင်ခဲ့ကြပြီးကိုယ်ပိုင်ယဉ်ကျေးမှုနဲ့အစဉ်အလာရှိပြီးသားလူမျိုးတစ်မျိုးဖြစ်ပါတယ်နောက်ပိုင်းမှာတော့ယနေ့ထိုင်းနိုင်ငံတောင်ပိုင်းနဲ့မြန်မာပြည်အောက်ပိုင်းဘက်ကိုရွှေ့ပြောင်းလာကြပါတယ်ဒီလိုရွှေ့ပြောင်းနေထိုင်ရမှာအိန္ဒိယကုန်းတွေတွေနဲ့ထိတွေ့မှုတွေဖြစ်လာပြီးဟိန္ဒူဘာသာအယူဝါဒစာရင်းနည်းအုပ်ချုပ်မှုစနစ်တွေဝိစားစီရင်မှုတွေလိုအိန္ဒိယယဉ်ကျေးမှုအပိုင်းတွေကိုလက်ခံယူခဲ့ကြပါတယ်ဒါပေမဲ့ဓာတ်ရိုက်မကူးယူပဲကိုယဉ်ကျေးမှုနဲ့ကိုက်မီအောင်ပြန်လည်ပြင်ဆင်ပြီးကိုယ်ပိုင်ယဉ်ကျေးမှုတစ်ခုလိုပြောင်းလဲယူခဲ့တာကအရေးကြီးပါတယ်နောက်ပိုင်းမှာတော့ဗုဒ္ဓဘာသာကိုလေးလေးနက်နက်လက်ခံယုံကြည်လာကြပါတယ်ဒါပေမဲ့အစောပိုင်းကယုံကြည်ခဲ့တဲ့သဘာဝအံ့ဖွယ်တွေနှက်ကူးကွယ်မှုတွေကိုလုံးဝမပေချခဲ့ပါဘူးအခုထိတောင်အချို့မိုးလူမျိုးတွေကနှက်ကူးကွယ်မှုကိုဆက်လက်ထိန်းသိမ်းထားကြတာတွေ့ရပါတယ်ဥပမာဆိုရင်ကလီမွေးဖွားခြင်းလူပြိုဝင်းချင်းလိုအရေးကြီးတဲ့အချိန်တွေမှာနှက်တွေကာကွယ်စောင့်ရှောက်ပြီးဖို့ပူဆိုပွဲတွေပြုလုပ်ကြတယ်လို့နာမကျန်းဖြစ်လာရင်လေနှက်ကူညီစီဖို့နှက်ကချင်းတွေပြုလုပ်ကြတာရှိပါတယ်နောက်တစ်ခုစိတ်ဝင်စားဖို့ကောင်းတာကမိုးလူမျိုးတွေကိုအုပ်စု၃ခုခွဲထားတာပါမွန်တိုင်းတကုံဟန်တာဝတီဘက်မှာနေထိုင်ပြီးအုံးသီးနှက်ကိုကိုးကွယ်ကြပါတယ်မွန်တာပသိမ်ဘက်မှာနေထိုင်ပြီးနှက်အဝတ်စားတွေကိုထိန်းသိမ်းထားကြတယ်ဖြစ်ပါတယ်မွန်ညမုတ်တမဒေတာမှာနေထိုင်ပြီးနတ်အိမ်ဆောက်ကကိုးကွယ်ကြသူတွေဖြစ်ပါတယ်ဒီအရာတွေကိုကြည့်လိုက်ရင်မွန်လူမျိုးတို့ဟာကိုယ်ပိုင်ယဉ်ကျေးမှုကိုအခြေခံထားပြီးအပြင်ယဉ်ကျေးမှုတွေကိုလည်းလက်ခံယူနိုင်တဲ့လွယ်ကူသဘောထားရှိသလိုအဟောင်းယုံကြည်မှုနဲ့အသိယုံကြည်မှုတွေကိုလည်းပေါင်းစပ်နေထိုင်နိုင်တဲ့လူမျိုးတစ်မျိုးဖြစ်ကြောင်းသိမြင်နိုင်ပါတယ်အချင်းချုပ်ဆိုရရင်မွန်တို့ရဲ့သမိုင်းဟာမူလအမြစ်ကိုမမိပဲပြောင်းလဲတူတက်နိုင်ခဲ့တဲ့ယဉ်ကျေးမှုတစ်ခုလို့ပြောနိုင်ပါတယ်အစအဆုံးနားထောင်ကြည့်ရှုပေးအတွက်အထူးကျေးဇူးတင်ပါတယ်မင်္ဂလာပါပရိသတ်တို့ရေနေတိုင်းမွန်သမိုင်းအကြောင်းအရာတွေတင်ပြနေလို့ followers မလုပ်ရသေးရင်အားပေး followers လုပ်ပေးပါလို့တောင်းချင်ပါတယ်